စင်ဖမ်းမှလို့ကြားဖမ်းမှလို့လုံနေတဲ့ကောင်တွေဘယ်အောင်ကုန်ကြပြီလဲဒီလားနေပြောက်သွားတာကွာဒီနားလေးမဲဆိုတော့ကိုမြင်းတယောက်တရားကိုရှာနေပုံစံမြင်ရတော့ဟဲ့လူကိုမြင်းခင်ဗျာဘာရှာနေလဲဆိုတော့ဟိုကောင်တစ်ကောင်လေးကွာစင်ဖမ်းမှလို့ကြားဖမ်းမှလို့လုံနေဟိုကောင်တစ်ကောင်အခုဘယ်ပြောက်သွားမှမသိလို့လိုက်ရှာနေတာဆိုရက်ကိုမြင်းရဲ့ပြောစကားဘသူ့ရှာဆိုတာတေချာမသိရတော့နောက်တစ်ခါထပ်ပြီးတော့မေးကြည့်လိုက်ပါလိဟဲ့လူကိုမြင်းဘသူ့ရှာနေလဲဗျကျွန်တော်ကူရှာပေးလို့ရကူရှာပေးနေတယ်ဆိုတော့ကိုမြင်းကခုလိုပြောလာတယ်မင်းကမသိဘူးလားကွာတဲ့အပြားလေးပြားရှိတာထုတ်ပြီးတော့ကြွားနေမိချင်တယ်ငွေ3ကျမ်းပြီးတော့စင်မဲဖမ်းတော့မကြားပဲပြေးဖမ်းတော့မြောက်ကြမကြလုံနေတယ်လိမ့်ဘူးဆွဲကောင်အိုင်းနှကောင်ဒီနားလေးပျောက်သွားတာမနေ့ကညနေပိုင်းလောက်ထိတွေ့သေးတယ်ညပိုင်းမှပျောက်သွားဆိုတော့ကိုမင်းတယောက်မိချင်တဲ့လိမ့်ဖို့လိုက်ရှာနေရပါဒါနဲ့ဟဲ့လူကိုမင်းခင်ဗျာအစင်း400နဲ့အောက်ငုံပြီးရှာနေမှဘလို့တွေ့မှလဲအဲကောင်လေးကိုဆိုတော့ငါလည်းအောက်ကိုမစင်းကျင်လို့ဟေးဆိုပြီးတော့ကိုမင်းတယောက်ပြန်ပြောပါတယ်တကယ်တော့ကိုမင်းကအစင်း4မှာနေတာဖြစ်ပြီးကျွန်တော်တို့အပေါ်ဆုံးထပ်မှာနေခဲ့တာပါကိုပေါ်မှာတော့ခေါင်မိုးပဲကြံတော့တယ်ဆိုပြောရအောင်ဘယ်သူမှမမိနိုင်တဲ့အပေါ်ဆုံးမှာနေခဲ့တာဖြစ်ပြီးမနေ့ကမှပြောင်းလာခဲ့တဲ့အစင်း4ကကိုမင်းရဲ့လှုပ်ရှားမှုတွေအပေါ်ဆုံးတက်ကနေကြည့်တော့အတိုင်းသားမြင်တွေ့နေခဲ့တာဖြစ်ပါတယ်ပြီးကြတဲ့ညအစင်း4ကိုပြောင်းလာတဲ့ကိုမင်းကိုဟဲ့လူခင်ဗျာပြန်ဆင်းအောင်မလားဆိုတော့ကျုပ်ကဆင်းဖို့နေတာအပေါ်ဆုံးတက်ကိုတက်ဖို့စဉ်းစားနေတာဗျာတဲ့ကိုမင်းတယောက်ရီမန်းချက်တွေတော့ကြီးရဲ့လူလိုဆိုမှဖြစ်ပြီးတော့ဟိုတုန်းကတော့ဟောဒီပေါ်သုံးတက်တွေကသူနဲ့ကျွန်တော်နဲ့အများနဲ့လူနေရပါကျွန်တော်ကိုယ်တိုင်လည်းပေါ်သုံးတက်ကိုပြောင်းလာမကြသေးတော့ကျွန်တော်ရဲ့နေရာကိုပြောင်းလာခြင်းနဲ့ကိုမင်းကိုဟဲ့လူဒီနောက်ခင်ဗျားလာလူလို့မရသေးဘူးလို့ပြန်ပြောခဲ့ပါတယ်ကိုမင်းတယောက်ရင်းနေရဝစီပိတ်ကျင့်နေတာထင်မှတ်ရလောက်စကားပြောရင်နဲနေတော့ဒီနေ့မှတော့အားကြဖြစ်နေခဲ့တာပါဒူးစမ်းနဲ့ယားတွေတော့ဖြစ်နေပြီလို့တွေးလိုက်ပြီးတော့အစင်းလေးကိုလည်းရောက်လာတယ်စကားတွေကလည်းလေးတန်းကျတဲ့နဲ့ပြောလာဆိုအကြောင်းတစ်ခုတော့ရှိရမယ်ဆိုပြီးတော့ဖုန်းလေးဖွင့်ပြီးတော့ပုတ်ကြည့်လိုက်တော့ပြီးခဲ့ညမိုင်းတဲ့အနိုင်ရသွားအတွက်ကြောင့်ဆိုတော့ကောင်းကောင်းသိလိုက်ပါလိလူတိုင်းကကိုမြင်သူအားပေးတဲ့အသင်းကအစင်းလေးကိုရောက်လာတဲ့ခါမှာတော့ဒီလူတလောက်ဒီလေးတွေကျဲနေတာတိတ်တော့မထူးဆန်းပါဘူးလို့သာတီတိုရေရွတ်လိုက်ရပါတော့တယ်သူတို့ဒီညောင်မရောက်တာတော်လေးကြာသွားခဲ့ပြီလို့ဆိုမှဖြစ်ပြီးတော့ခုတော့ကိုမြင်တယောက်တော်လေးကိုပျော်နေခဲ့တာမြင်ရတော့ကပိုင်းတစ်ခုလုံးအေးချမ်းလိုက်တာလိုပဲတွေးမိပါတော့တယ်ကိုမြင်အားပေးတဲ့ Manchester United အသင်းကပြီးခဲ့တဲ့ညကစားခဲ့တဲ့ Brighton တင်းနဲ့ပွဲစဉ်မှာဇီယွန်ရီမြင်မတော်လုပ်ခဲ့ကြပြီး၄ဂိုး2ဂိုးဆွဲရလာနေတူနိုင်ပြသွားခဲ့ကြတာပါနောက်ဆုံးသွားသည်ဇက် Brighton ကို Old Trafford မှာရှုံးထားခဲ့ကြတဲ့ Man U အသင်းဟာခုတော့ Brighton ကိုနိုင်ကအစင်းလေးကိုတက်လှမ်းလာခဲ့ကြပါလိမန်ယူက Brighton ကိုနိုင်ကန်ပြီးတော့အစင်းလေးကိုတက်လှမ်းလာခဲ့မယ်ငွေ3ကျမ်းပြီးတော့ကစားသမားကောင်းတွေခေါ်ထားတဲ့လီဗာပူးတင်းနဲ့ကလပ်ကမ္ဘာဖလားချန်ပီယံလို့ပြောနေတယ်ချယ်ဆီတင်းကတော့ရှုံးပွဲတွေကိုစီကြုံတွေ့သွားခဲ့ကြပါလိလီဗာပူးက Brentford 3-2 နဲ့ရှုံးပြီးတော့အဆင့်6ကိုရောက်သွားခဲ့သလိုချယ်ဆီတင်းကလည်းဆန်နာလန်အသင်းကိုအိမ်ကွင်းမှာဂုံးကြော်တရားအောက်မှာပဲ1-2ဆိုရလာနေတူရှုံးပေးရတဲ့အတွက်အဆင့်8မှာအဆင့်3လေးနဲ့တာနေခဲ့ပြီလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ရှိကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျစုံလီကြည့်ပြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်